အားလုံးပဲမင်္ဂလာပါရှင်။9မိနစ်မြန်မာစာ channel ကနေထပ်မံကြိုဆိုလိုက်ပါရစေ။မြန်မာစာပေမြန်မာစကားမြန်မာယဉ်ကျေးမှုစာရဲ့မြန်မာမှုထွေးထွေးကိုလေ့လာခြင်းရင်တော့ subscribe လုပ်ပြီး notification လောင်းလေးကိုနှိပ်ထားပေးဖို့မမေ့ပါနဲ့နော်။ဘာသာစကားကိုအသုံးပြုဆက်သွယ်တာဟာလူမှုဆက်ဆံရေးအတွက်မရှိမဖြစ်တဲ့လိုအပ်ချက်ဖြစ်တာကြောင့်လူတွေဟာနေစဉ်ဘဝမှာစကားနဲ့ဖြစ်ဖြစ်အစာနဲ့ဖြစ်ဖြစ်ဆက်သွယ်ကြစမြဲပါ။အဲ့လိုဆက်သွယ်ရမှာရှိသားပြောဆိုတဲ့စကားလုံးရဲ့အနေဒီဘက်ကိုနားလည်ဖို့လိုအပ်တာမို့အဲ့ဒီစကားလုံးရဲ့အနေဒီဘက်ကိုရှင်းလင်းဖော်ပြပေးတဲ့ဗီဒီယိုတွေကိုဘာသာစကားမျိုးမျိုးမှာအမြောက်များဖန်တီးကြရပါတော့တယ်။မြန်မာဘာသာလောကမှာတော့ပါဠိမြန်မာဗီဒီယိုတွေနဲ့အင်္ဂလိပ်မြန်မာဗီဒီယိုတွေဟာမြန်မာနိုင်ငံမှာထင်ရှားသုံးစွဲနေတဲ့ဘာသာမျိုးကြောင့်ပေါ်ပေါက်လာခဲ့တယ်လို့ဆိုရမှာပါ။ဗုဒ္ဓဘာသာနဲ့ဇာလင်းကြီးအရေးကြီးတဲ့ပါဠိစာပေကြောင့်ပါဠိမြန်မာဗီဒီယိုတွေပေါ်ပေါက်လာခဲ့ပြီးအင်္ဂလိပ်ဘာသာနဲ့ထိတွေ့တာအပြင်အင်္ဂလိပ်တွေရဲ့အုပ်ချုပ်မှုအောက်ကိုရောက်ရှိခဲ့တာကြောင့်လည်းအင်္ဂလိပ်မြန်မာဗီဒီယိုတွေပေါ်ပေါက်လာခဲ့ပါတယ်။ဆိုခဲ့တဲ့ဗီဒီယိုသမိုင်းထဲမှာမြန်မာပထမဆုံးအင်္ဂလိပ်မြန်မာဗီဒီယိုကိုစူးစမ်းဖန်တီးခဲ့သူအဖြစ်ဒီကနေ့ထိမှတ်တမ်းတင်ခံရသူကတော့ကုန်းမောင်ဆက်မြန်မာမင်းရဲ့သားတော်ကြီးတစ်ပါးဖြစ်တဲ့မက္ခရာမင်းသားကြီးပါမြန်မာမျိုးသားတို့ခေတ်သစ်ပညာဘုဒ္ဓတာတိုးတက်ရေးအတွက်လက်မွန်ပထမအကြံစီဆောင်ရွက်ခဲ့သူတွေတဲ့ရှေ့ဆောင်သူဖြစ်တဲ့မက္ခရာမင်းသားကြီးရဲ့ဘဝအထောက်ပံ့နဲ့အတူသူဖန်တီးခဲ့တဲ့မြန်မာပထမဆုံးအင်္ဂလိပ်မြန်မာဗီဒီယိုအကြောင်းစိတ်ဝင်စားဖွယ်သူတာထွေးတွေကိုဒီကနေ့9မိနစ်မြန်မာစာ channel ကနေပုံယူလေးများစွာတင်ဆက်ပေးသွားမှာမို့ကျမနဲ့တူဆုံးပြီးနာဆင်ကြည့်ရှုပေးဖို့တိုက်တွန်းလိုက်ပါရစေရှင်ကုန်းမောင်ဆဲမြန်မာသမိုင်းကိုလေ့လာတဲ့အခါမြေတူရာကြောင့်အမှန်မှားတတ်တဲ့မက္ခရာမင်းသားနှစ်ပါးရှိပါတယ်။ပထမတစ်ပါးကအမရပူရာပထမမျိုးကြီးဘုရောဘရုံမင်းရဲ့သားတော်မင်းရဲ့ကျော်စွာပွဲကမောင်ပြူဖြစ်ပြီးမြန်မာနှစ်1153မှာဖွားမြင်ခဲ့သူပါ။နောက်မက္ခရာမျိုးတွေမကပဲဗန်းကြီးတိုင်းတွေကိုပါစားခဲ့ရပေမဲ့မက္ခရာမင်းသားလိုပဲနာမည်တွင်ခဲ့ပါတယ်။ဆိုခဲ့တဲ့ပထမမက္ခရာမင်းသားဟာဗာကြီးတော်စကိုင်းမင်းနဲ့တာယာဝတီမင်းတို့ရဲ့ဦးလေးတော်ဆက်ပြီးမြန်မာနိုင်ငံတော်ခေတ်သစ်ကိုထူထောင်လိုတဲ့သူအနေနဲ့ရောပထမဆုံးအင်္ဂလိပ်မြန်မာဗီဒီယိုကိုပြုစုခဲ့သူအနေနဲ့ပါထင်ရှားသူဖြစ်ပါတယ်။ဒုတိယတစ်ပါးကရတနာပုံပထမမျိုးဒီမင်းတို့မင်းရဲ့သားတော်မင်းရဲ့စီသူပွဲခံမောင်တန်းဖြစ်ပြီးမြန်မာနှစ်1209မှာဖွားမြင်ခဲ့သူပါ။နောက်မက္ခရာမျိုးကိုစားခဲ့ရတာကြောင့်မက္ခရာမင်းသားလို့အမည်တွင်ခဲ့ပါတယ်။ဆိုခဲ့တဲ့ဒုတိယမက္ခရာမင်းသားဟာခနောင်မင်းသားကံကုန်ပြီးရဲ့နောက်ခနောင်မင်းသားအုပ်ချုပ်ခဲ့တဲ့ရတနာပုံစက်ရုံတွေကိုအုပ်ချုပ်ခဲ့ပြီးမင်းတို့ရဲ့ရရကိုစက္ကန်ထိုက်တဲ့ရည်ချင်းပြည့်တဲ့သားတော်ကြီးပါအဖြစ်ထင်ရှားသူဖြစ်ပါတယ်။ပထမမက္ခရာမင်းသားနဲ့ဒုတိယမက္ခရာမင်းသားဟာတစ်ပါးနဲ့တစ်ပါး56နှစ်กว่าခြားပြီးတော်မြစ်တော်ဖြစ်တော်ဆက်သူတွေဖြစ်ပါတယ်။ကုန်းမောင်ခင်မှာမြို့စားပြီးတဲ့မက္ခရာဟာရှီကခန္ဓာရွာခန္ဓာမျိုးသဘောဖြစ်ခဲ့တဲ့မြင့်ငယ်ရဲ့အကွေမြောက်ပြစောကြီးမြဝရဲ့နောက်ဘက်ကမ်းမှာရှိတယ်လို့လည်းသိရပါတယ်ရှင်။ပထမမက္ခရာလို့ခေါ်ရမယ်မက္ခရာမင်းသားကြီးဟာဘုရောဘရုံမင်းနဲ့ဒုတိယမြောင်နှံမီယာတိရိမဟာယရနာဒေဝီတို့ရဲ့သားတော်ကြီးဖြစ်ပြီးငွေချင်းတွေအနေနဲ့မိတော်လှိုင်မင်းသားမောင်ယူနဲ့နှမတော်မြစ်သားမျိုးစားမင်းသမီးရွှေနန်းမြင့်တို့ရှိပါတယ်။အမေရိကန်သာသနာပြုဒေါက်တာဂျက်ဆင်ရဲ့မှတ်တမ်းတွေအရမက္ခရာမင်းသားကြီးဟာရုပ်ရည်ယူပကားတင်တယ်ပြီးမြဲဒီကံယောဂကြောင့်ကျန်းမာရေးရမစွမ်းတန်သူဖြစ်ပါတယ်တဲ့။ငယ်စဉ်ကလေးကစီရီတဲ့ပညာရေးကိုလေ့ထားခဲ့ပြီးလောကီလောကုတ္တရာဥဒ္ဒရာစာပေရာတွေကိုပဲလိုက်စားခဲ့သူဖြစ်တာကြောင့်ခမဲတော်လက်ကျက်ကလေးကဒိုင်းရီပီယာကိစ္စတွေမှာပါဝင်ထမ်းရွက်ခဲ့ရပြီးအစဉ်စဉ်ချင်းမြင့်မြောက်စားတာကိုလည်းခံခဲ့ရသလိုကျူတော်တွေဖြစ်တဲ့ဗာကြီးတော်နဲ့တာယာဝရီမင်းတို့လက်ထက်တွေမှာလည်းယာဒူထန်ထန်ဒရာနဲ့လေးစားခံရသူဖြစ်ပါတယ်။နန်တွင်ရီမှာပါဝင်ခွင့်ရှိပေမဲ့နိုင်ငံရေးအရှုပ်တွေအာဏာလုမှုတွေကိုစိတ်ဝင်စားပဲနိုင်ငံအကျိုးပြည်သူအကျိုးကိုပဲမျှော်ကိုပြီးကြီးပွားရာကြီးပွားကြောင်းဒုတရားဒုတဲ့ကြောင်းကိုပဲကြံဆောင်လေ့လာရင်အနောက်နိုင်ငံတွေမှာဒုတက်ထွန်းကားနေကြသလိုမြန်မာတို့လည်းခင်မီဒုတက်ပြီးမျက်စိပွင့်နာပွင့်ဖြစ်လာအောင်နှလုံးရည်နဲ့ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်တာမို့နိုင်ငံရေးရှုပ်ထွေးတွေကြောင့်ဖြစ်တဲ့ BND တွေကနေလွတ်ကင်းပြီးကံကုန်တဲ့အထိမရေမရိုင်းမြေခိုင်တည်ငြိမ်ခဲ့သူတယောက်ဖြစ်ပါတယ်တဲ့ရှင်။ဗာကြီးတော်စကိုင်းမင်းလက်ထက်ခရစ်နှစ်1824မှာစတင်ဖြစ်ပွားခဲ့တဲ့အင်္ဂလိပ်မြန်မာပထမကျူးကျော်စစ်ပွဲ2နှစ်ကြာပြီးတဲ့နောက်မြန်မာတွေအရေးနေတာနဲ့ရန်ဒဘိုစာချုပ်ချုပ်ဆိုပြီးစစ်ပြင်းခဲ့ကြပါတယ်။စာချုပ်အရမြန်မာဘက်ကစစ်ရောကြီးတကလေးဖြင့်ရခိုင်နဲ့တနင်္သာရီကိုပါအင်္ဂလိပ်ဘက်ကိုပေးလိုက်ရပါတယ်။အဲ့ဒီအခါမှာအင်ဝါနန်တော်မှာရှိတဲ့မင်းကြီးမင်းသားမူမတ်တိနာပရိတချို့ဟာအိပ်ပျော်နေရကလိုလာကြသလိုမျိုးခေတ်သစ်ကြီးနဲ့ရင်ဆိုင်တိုးနေတာကိုတွေ့မြင်ရပါတော့တယ်။လွန်ခဲ့တဲ့နှစ်ပေါင်း300ကျော်400လောက်ကလေးကမြန်မာနိုင်ငံကိုအနောက်တိုင်းသားတွေရောက်ပေါက်ခဲ့ကြပြီးမြဲအနောက်တိုင်းဟာမြန်မာတို့ထက်ထူးထူးကဲကဲမတူတဲ့သေးတာကြောင့်မြန်မာတွေကခရီးမပြုမိခဲ့ကြပါဘူး။ဒါပေမဲ့ဘာကြီးတော်လက်ထက်ရောက်တဲ့ခါမှာတော့အနောက်တိုင်းသားတွေဟာခေတ်တစ်ထဲကိုကောင်းကောင်းကြီးရောက်နေကြပြီမို့မြန်မာတွေအနေနဲ့မရှင်းနိုင်လောက်အောင်အစားစားရရတူတက်နေခဲ့ပါပြီ။ဒါကြောင့်လည်းမက္ခရာမင်းသားကြီးလို့မျောမြင်ကြီးတဲ့မြန်မာကြီးတွေကမြန်မာတွေအနေနဲ့အခုနှစ်ခုတွေ့ရင်ဆိုင်နေရပြီဖြစ်တဲ့အနောက်တိုင်းသားတွေနဲ့ရှင်ရင်ခေတ်အားနောက်ကျနေတာကြောင့်သူတို့နဲ့ရှင်ပြီးခင်တဲ့ရင်မောင်တမ်းမတက်နိုင်ရင်ညှော်လင်းချက်မရှိရှေ့ရေးမကောင်းတနေ့နေ့တစ်ချိန်ချိန်မှာလွတ်လပ်ရေးလက်လွတ်ပြီးသူတစ်ပါးရဲ့ခြေပွားအောက်ရောက်ရမယ့်အရှိကိုမြင်မိတာကြောင့်မြန်မာမျိုးသားတို့ရဲ့ဒုတိယဒုတဲ့ကြောင့်ကိုကြိုးပမ်းရှာကြံခဲ့တာပဲမဟုတ်ပါလားရှင်။
လွတ်တော်တဲ့မင်းသားကြီးတစ်ပါးဖြစ်တဲ့အပြင်ကျူတော်မင်းတရားရဲ့ယုံကြည်လေးစားခြင်းကိုခံရတဲ့မေခရမင်းသားကြီးဟာနိုင်ငံကျိုးကိုတခြားသူတွေထက်ပေါရောက်ရောက်အောင်မြင်မြင်ဆောင်ရွက်ဖို့အခွင့်အရေးရှိခဲ့ပါတယ်။မင်းသားကြီးဟာ Randable စာချုပ်အရအင်ဝါနေပြီးတော့ကိုရောက်လာကြတဲ့အင်္ဂလိပ်အရေးပိုင်းတန်ရာရှိတွေစစ်ဗိုလ်မှူးတွေသာသနာပြုတွေကုန်သည်တွေနဲ့တွေ့ဆုံပြီးတော့ပြီးအနောက်တိုင်းမှာတိုးတက်နေတဲ့ခေတ်သစ်ပညာဗုဒ္ဓတာတွေကိုစုံစမ်းရှာမိခဲ့ပါတယ်။ပါကြီးတော်လက်ထက်အရှိအိန္ဒိယကုမ္ပဏီရဲ့ကိုယ်စားလှယ်ဖြစ်ရောက်လာတဲ့ကပတိန်ဘာနီရဲ့မှတ်တမ်းအရလက်ပြမင်းသားကြီးဟာအင်္ဂလိပ်ကုန်သည်မစ္စတာရောဂျာစီကအင်္ဂလိပ်စာကိုသင်ယူတတ်မြောက်ခဲ့ကြောင်းသိပ္ပံလောကရပညာကိုလက်ခံယုံကြည်ပြီးစိတ်ဝင်စားကြောင်းနန်းတော်ရဲဝင်ထွက်ကစားနေတဲ့အင်္ဂလိပ်ကုန်သည်မစ္စတာလင်ကတဆင်ရီရဲ့ဆွေဆုံးကျမ်းစုံကိုရရှိပြီးဖတ်ရှုလေ့လာခဲ့ကြောင်းမူရင်းတမချန်အပြင်ဒေါက်တာကျက်စင်ပြန်ဆိုတဲ့တမချန်နဲ့ဂျွန်ဆင်ရဲ့အပြီးတန်ကိုပါစောင့်ထားပြီးလေ့လာကြောင်းရီရဲ့ဆွေဆုံးကျမ်းတွေကသိပ္ပံပညာအကြောင်းအရာတွေကိုမြန်မာဘာသာကိုပြန်ဆိုပြီးမစ္စတာလင်စီပေးပို့တဲ့အကြောင်းတွေကိုလည်းသိရပါတယ်။ဒါကြောင့်လည်းကပတိန်ဘာနီကလက်ပြမင်းသားကြီးကိုကုန်းမောင်ခဲမင်းကြီးမင်းသားတွေတဲ့ခင်မီပြီးညံမျောမြင်နဲ့ပြည်စုံလို့ထူးခြားတဲ့ပုဂ္ဂိုလ်တို့ဖြစ်တဲ့အကြောင်းမှတ်တမ်းတင်ထားခဲ့ပါတယ်။သိပ္ပံလောကရပညာကိုဝါသနာထုံတဲ့မေကရမင်းသားကြီးကိုလာရောက်တွေ့ဆုံခဲ့တဲ့ကပတိန်ဘာနီအနေနဲ့အားသင်ခဲ့ရတာကမင်းသားကြီးရဲ့စာကြီးဆောင်နဲ့ရမချိတ်ဆွဲထားတဲ့တာမိုမီတာနဲ့ပါရိုမီတာအကြောင်းပါတယ်။မင်းသားကြီးနဲ့ကပတိန်ဘာနီတို့ပြောဆိုဆွေးနွေးကြတဲ့ထဲမင်းသားကြီးမြင်မြန်ခဲ့တာတွေမှာလန်ဒန်ကလကတာအင်းဝနဲ့ဘန်ကောက်မြို့တွေတည်ရှိတဲ့လက်တီကျူတောင်ကြီးကျူမြင်တွေအကြောင်းဒီမော်သားအင်ရောင်ဟာမြောက်ဘက်ကိုပဲကောင်းလဲနေရတဲ့အကြောင်းနောက်ဆုံးပေါ်ခဲ့တဲ့အခြေတကွန်အကြောင်းတာမိုမီတာနဲ့ပါရိုမီတာတွေရဲ့တတိတွေအကြောင်းပါခဲ့ပါတယ်တဲ့။ဒါပြင်မင်းသားကြီးဟာအခရာတင်ချာကိုတိတ်ပြီးတက်မြောက်လို့တဲ့အကြောင်းလည်းပြောခဲ့တယ်လို့ဆိုပါတယ်။အင်းဝနေပြီးတော့ကိုရောက်လာတဲ့ကိုယ်စားလှယ်တော်ဘလန်ဒေကမင်းသားကြီးကိုအခရာတင်ချာတင်ပေးမယ်လို့ဆိုခဲ့ပေမဲ့လွတ်တော်နဲ့တခြားမှုမှတ်တွေအထင်လွဲမှာဆိုလို့မတင်ခဲ့ပါဘူး။ကပတိန်ဘာနီကတော့မင်းသားကြီးရဲ့ကျဲဝင်းတဲ့ဘုသူတာပညာတွေကိုငတ်မပြေပဲတောက်သုံးလို့တဲ့စံနာနဲ့ဉာဏ်ပညာထက်မြက်ပုံတွေကိုအံ့ဩလေးစားပြီးမြန်မာနိုင်ငံကသူတွေ့ဘူးသူတွေတဲ့အထူးခြားဆုံးပုဂ္ဂိုလ်ဖြစ်တဲ့အကြောင်းနဲ့အင်္ဂလာကိုအလဲပတ်မရောက်နိုင်တာကစိတ်မကောင်းစရာဖြစ်တဲ့အကြောင်းမှတ်တမ်းတင်ခဲ့ပါတယ်။မင်းသားကြီးဟာဆိုခဲ့တဲ့ကပတိန်ဘာနီမတိုင်ခင်ခရစ်နှစ်1820ဒေါက်တာကျက်စင်နဲ့တွေ့ဆုံချိန်တုန်းကလည်းနဂတာဗီတာနဲ့ပထဝီဝင်ပညာတွေကိုဆွေးနွေးခဲ့တဲ့အကြောင်းဒေါက်တာကျက်စင်ကမှတ်တမ်းတင်ထားခဲ့ပြီးမက်ကရမင်းသားကြီးကိုအနောက်တိုင်းသိပ္ပံပညာကိုအထူးလေ့လာလိုက်စားသူဖြစ်တယ်လို့မှတ်ချက်ချခဲ့ပါတယ်ရှင်။မက်ကရမင်းသားကြီးစီမစ္စတာလင်ယူဆောင်လာခဲ့တဲ့ရီရဲ့ဆွေဆုံးချက်ဟာအနောက်နိုင်ငံခေတ်သစ်ပညာအတက်စာပေဘုဒ္ဓတာတွေကိုကာကြီးကနေအာတီစုပေါင်းပြုစုထားတဲ့ကျမ်းကြီးဖြစ်တာကြောင့်အဲ့ဒီကျမ်းကြီးရဲ့ကျူအားနီတင်တွေကိုသိမြင်တဲ့မက်ကရမင်းသားကြီးဟာဒီကျမ်းကြီးကိုမြန်မာဘာသာပြန်ဆိုရေးသားပြီးငါတို့မြန်မာမျိုးသားတွေလက်ထဲထည့်ပေးရင်ခင်အောင်ကြနေတဲ့မြန်မာတွေဟာအနောက်နိုင်ငံသားတွေနဲ့တန်တူခင်နဲ့ရှင်မောင်တန်းနိုင်လိမ့်မယ်လို့ထင်မှတ်ပြီးမစ္စတာလင်ရဲ့အကူအညီနဲ့ပဲကောင်းလို့ရအခန်းအပိုင်းတွေကိုမြန်မာဘာသာပြန်ဆိုရေးသားခဲ့ပါတယ်ဒါပေမဲ့အုပ်ရည်45အုပ်အထိရှိတဲ့ဆွေဆုံးချမ်းကြီးမို့နှစ်ပေါင်းများစွာပြန်ဆိုပြီးမှပြီးစီမှာမို့ဒီတော့တွင်မြန်မာတွေအင်္ဂလိပ်စာတက်မြောက်ပြီးကိုယ်တိုင်လေးလာနိုင်စီဖို့မစ္စတာလင်နဲ့တွေ့ဖက်ပြီးအင်္ဂလိပ်မြန်မာပြည်တန်းကိုတီထွင်ပြုစုခဲ့ပါတယ်။အဲ့လိုပြုစုတဲ့အခါမှာမစ္စတာလင်ကအင်္ဂလိပ်ပြည်တန်းကိုအရင်ဆုံးမြန်မာဘာသာပြန်ဆိုရေးသားရပြီးမြန်မာဘာသာပိုင်းကိုမင်းသားကြီးကိုယ်တိုင်တည်တည်ချာချာစိစိဆက်ဆက်ပြင်ဆင်တည်ပြတ်ပေးခဲ့ပါတယ်တဲ့။ခရစ်နှစ်1830ပြည်လောက်ကနေ1835ခုအထိ9နှစ်တိုင်စူးစမ်းရေးသားခဲ့ရတဲ့အဲ့ဒီအပြည်တန်းဟာမြန်မာဘာသာလောကထဲမှာပထမဆုံးအင်္ဂလိပ်မြန်မာအပြည်တန်းဖြစ်သမိုင်းတွင်ခဲ့ပြီးမစ္စတာလင်နဲ့မက်ကရမင်းသားကြီးတို့ကိုလည်းမြန်မာပထမဆုံးအင်္ဂလိပ်မြန်မာအပြည်တန်းရေးသားသူတွေဖြစ်ဒီကနေ့ထိမှတ်တမ်းတင်ထားဆဲမဟုတ်ပါလားရှင်ခရစ်နှစ်1840ခုမှာကလကတ္တာမြို့ကသာသနာပြုစာပုံလေးတိုက်ကနေဒီမိုင်းဆိုင်ကြီးနဲ့ပုံလေးထုတ်ဝေနိုင်ခဲ့တဲ့မြန်မာပထမဆုံးအင်္ဂလိပ်မြန်မာအပြည်တန်းဟာစလုံးပေါင်း2000ကျော်စာမျက်နှာပေါင်း468ထိပါဝင်ပြီးအရွယ်ကြီးတဲ့စာအုပ်တုပ်ဖြစ်ပါတယ်။စာအုပ်မျက်နှာဖုံးမှာအင်းဝဘရင်ရဲ့ဦးလေးဖြစ်တဲ့မက်ကရမင်းသားကမြန်မာဘာသာအပိုင်းကိုဂရုတစိုက်ပြန်ပြီးတည်ဖြတ်ခဲ့တဲ့အကြောင်းကိုအင်္ဂလိပ်ဘာသာနဲ့အခုလိုဖော်ပြထားပါတယ်။ဆိုခဲ့တဲ့ဗီဒီယိုကိုစီရင်ရေးသားထုတ်ဝေရတဲ့ရွေးချက်ကိုမက်ကရမင်းသားကြီးကိုယ်တိုင်မြန်မာဘာသာနဲ့စီရင်ရေးသားခဲ့တဲ့နေတန်းမှာအခုလိုဖော်ပြထားပါတယ်။ဆိုခဲ့တဲ့အင်္ဂလိပ်မြန်မာအပြည်တန်းနဲ့ဆက်လင်းပြီးကပတိန်ဘာနီကကလကတ္တာအစိုးရစီပေးပို့တဲ့စာချုပ်တော်မှာရင်းအပြည်တန်းသည်ရခိုင်တိုင်းတနင်္သာရီတိုင်းတို့တွင်အုပ်ချုပ်နေသောဗြိတိရှအရာရှိများနှင့်တကွတိုင်းသားများအတွက်သာမကအင်္ဂလိပ်စာသင်ကြားတတ်မြောက်လို့သောမြန်မာလက်အောက်ခံတိုင်းသားများအတွက်လည်းအထူးအသုံးဝင်အဖို့တန်ပေးလိမ့်မည်လို့မှတ်ချက်ချခဲ့တဲ့အကြောင်းလည်းသိရပါတယ်ရှင်။ဆိုခဲ့တဲ့မက်ကရမင်းသားကြီးရဲ့လက်ရာမြန်မာပထမဆုံးအင်္ဂလိပ်မြန်မာပြည်တန်းစာအုပ်ကြီးကိုအမျိုးသားစာကြည့်တိုင်းမှာဒီကနေ့ထိအထင်ရှားတွေ့မြင်နိုင်စေဖြစ်ပါတယ်ရှင်။
ရန်ယူဟောင်းတွင်စင်ကာထွင်းတို့တုတ်တင်ကမြလွယ်ကရလိမ်ဆိုတဲ့စကားအတိုင်းလွန်ခဲ့တဲ့နှစ်ပေါင်း200လောက်ကပေါ်ထွက်လာခဲ့တဲ့မက္ကရာမင်းသားကြီးရဲ့အဘိဓာန်ဟာနောက်ခေတ်အဘိဓာန်ဆရာတွေအတွက်အထောက်အကူကောင်းဖြစ်ခဲ့တယ်လို့မြန်မာမျိုးသားတို့ကိုအင်္ဂလိပ်ဘာသာသင်ကြားတဲ့နေရာမှာရောမြန်မာဘာသာကိုသင်ကြားတဲ့နိုင်ငံသားတွေအတွက်ပါအထောက်အကူကောင်းပြုနိုင်ခဲ့တယ်လို့သိရပါတယ်မက္ကရာမင်းသားကြီးဟာစာပေပရိယတ်တီတင်မကတိတ်ခါသမားတွေနဲ့ပြည်စုံပြီးအင်းဝနန်းတွင်မှလည်းအရှိပါတဲ့မင်းသားကြီးတစ်ပါးဖြစ်တာကိုတာယာဝတီမင်းသားပုံကံနဲ့အရှိခင်မှာဦးစီးဦးဆောင်ပြုပြီးစေစပ်ညီနိုင်ဆောင်ရွက်ခဲ့တဲ့ပြည်ရကနေသိမြင်နိုင်ပါသေးတယ်ရှင်။ကုန်းမောင်ခေတ်မြန်မာသမိုင်းမှာကျန်တက်စာတက်ကျမ်းပြူစာပြူပုဂ္ဂိုလ်ကျော်တယောက်ဖြစ်ခဲ့တဲ့မက္ကရာမင်းသားကြီးဟာအဲ့ဒီခေတ်ကအာရှတိုင်းမှာဒိတ်ဒိတ်ကျဲပညာရှင်သူတေသီတွေသာအသင်းဝင်ဖြစ်ပါဝင်ခွင့်ရခဲ့တဲ့ဘင်္ဂလားအာရှဆိုင်ရာဝိဇာသိပ္ပံသူတေသနာအသင်းကြီးကဂုဏ်ထူးဆောင်အသင်းဝင်ဖြစ်ရွေးချယ်ခြင်းခံခဲ့ရတဲ့သိပ္ပံပညာရှင်ခင်မင်းမင်းသားကြီးတစ်ပါးဖြစ်ပါတယ်။ခင်မီနိုင်ငံတော်တရားဖြစ်ပေါ်လာစေဖို့တပ်ဦးကနေအလံထူချီတက်ခဲ့တဲ့မြန်မာပထမဆုံးအဘိဓာန်ပညာရှင်မက္ကရာမင်းသားကြီးဟာမြန်မာနှစ်1210ပြည့်ဒုတိယဝါဆိုလပြည့်ကျော်10ရက်နေ့ညသက်တော်58နှစ်မှာကံကုန်တော်မူခဲ့တဲ့အကြောင်းကိုကုန်းမောင်ဆက်မြန်မာရာဇဝင်တော်ကြီးမှာမိဖုရားခေါင်းကြီးပါမက္ကရာမင်းမဟာသီရိသုတမရာဇာကံကုန်သည်ကိုအရှင်နှစ်ပါးရွှေဝေါ်စီ၍ထွက်တော်မူပြီးလျင်ဝင်းတွင်တကြိုတော်မူ၏မက္ကရာမင်းအတုံးကံကြွေခံမလွန်မျိုးမက္ကရာမျိုးညောင်တုံရွာကင်ပင်ရွာလေယာဥယျင်လှေစင်ဝင်းများကိုနတ်မတော်မိပြေခေါင်းကြီးကိုအတုံးကန်ကြွေခံပေးတော်မူ၏လို့ဖော်ပြထားတာကိုလည်းသိရပါတယ်ရှင်။ကဲခုဆိုရင်တော့မြန်မာဘာသာအဘိဓာန်သမိုင်းမှာစုံဦးတီထွင်ကျမ်းစာခဲ့သူအဖြစ်ဘဝကုံရောင်ထွန်းပြောင်ခဲ့တဲ့မြန်မာပညာရှင်မက္ကရာမင်းသားကြီးရဲ့အကြောင်းနဲ့ပထမအင်္ဂလိပ်မြန်မာအဘိဓာန်ကျောင်းဒီမတ်ဆရာသူတာတွေကိုဖော်ထုတ်တင်ပြခဲ့ပြီးပြီမို့မက္ကရာမင်းသားကြီးရဲ့ဂုဏ်ကျေးဇူးတွေကိုအောင်မေတ္တရပြီးအတူယူစရာစွမ်းဆောင်ချက်တွေကိုအားကြအမှတ်ရရင်နိုင်ငံနဲ့လူမျိုးချို့ကိုတထောင်တနေရာကနေစွမ်းစွမ်းတမန်ပါဝင်ဆောင်ရွက်နိုင်သူတွေဖြစ်ကြပါစေကြောင်းဆန္ဒပြုရင်ဒီနေ့တင်ဆက်ပေးလိုက်တဲ့ဗီဒီယိုလေးကိုဒီမှာတင်ပြရှင်းပြခွင့်ပြုပါရှင်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ like and share လုပ်ခဲ့ပေးပါအောင်နော်အဆုံးထိနားဆင်ကြည့်ရှုပေးခဲ့လို့အထူးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာလည်းဆက်ဆက်တွေ့ပါမယ်ရှင်တဒါ